ကဲကျွန်တော်တို့ဒီနေ့မင်္ဂလာပါလို့နှုတ်ဆက်ချင်တယ်ဒီနေ့မှာဆိုတော့ကျွန်တော်တို့တကယ်ပဲအသိတော်အရန်ကောင်းကြီးဖြစ်တယ်ဆိုတော့ဒီနေ့မှာအရန်ကိုပြဆက်ပေးချင်တယ်ရှိတယ်ကောင်းကြီးရန်ဖြစ်လို့ဖြစ်တယ်ဆိုအားလုံးတွေဒီမှာသိစေချင်တယ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့ကိုမြတ်တာပြပြီးတော့လာရောက်ပေးတဲ့ကျွန်တော်ရှာပြန်ဟုတ်တယ်ရှာပြန်ဟုတ်တယ်တွေ့ရတာရုံးဝမ်းတာလည်းရှာတို့တွေ့ရတာအသိတော်မှာတကယ်ကောင်းကြီးဖြစ်တော့လည်းနရက်သားလေးခဏလေးကလေးတွေကိုအော်ဆိုတာနော်ဘုရားကပြင်ပြထားတယ်ဘုရားကိုပြောပြီးတော့ကျွန်တော်ရုံးဝမ်းတာလည်းဆိုတော့ကြားနေတဲ့ဒီကိုလက်ရှိဘုရောဆောင်ရရတယ်ဘောနာမည်နဲ့ဒီဘုရားရဲ့ခေါ်လေးတွေမှာသွားတဲ့ခါမှာနော်ဒီအမေရိကမှာဒီကလေးတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ခုဒီကျွန်တော်တို့ရဲ့ immigrant တွေပေါ့အတွက်ကျွန်တော်တို့ကလေးတွေအတွက်ပါလို့အမှုတကယ်ရှိတယ်ဆိုတော့ဒီချက်လို့မိတ်ဆက်ပေးပါဟုတ်တယ်ကျွန်တော်နာမည်ကတော့ချင်းနူပြန်လို့ခေါ်ပါတယ်နော်ဒီကျွန်တော်ဒီ Kentucky Youtube Public Church ကျွန်တော်ရဲ့ပထမနော်ကျွန်တော် Minnesota မှာနေတယ် Minnesota နေပြီးတော့ကျွန်တော် Minnesota ဒီ Christian တက္ကသိုလ်တစ်ခုမှာပေါ့နော်ကျွန်တော်စာသင်ပေးနေပါတယ်ကျွန်တော်စာသင်ပေးတဲ့ subject ကတော့culture and education နော်ဒီ subject ကိုကျွန်တော်စာသင်ပေးနေပါတယ်နောက်ပြီးတော့ဒီလူမျိုး summer မှာကျတော့ကျွန်တော်အထူးသဖြင့်မြန်မာပြဒီလာတဲ့အတင်းတော်တွေရှိမှကျွန်တော်မှုတော့ကျွန်တော်ပါဝင်ပါတယ်အထူးသဖြင့်ဒီကလေးတွေပါပါနော်ဒီ3လတော့ကျွန်တော်ကဒီကလေးတွေတက်ထားတာဒီ3လတော့ကျွန်တော်နဲ့ကြုံမိသားစုပေါ့နော်ဒီလူကြီးတွေတင်နာရှိတဲ့တိုင်းမဲ့တာတွေကိုခဏထားခဲ့ပြီးတော့ဒီကလေးတွေတက်ကျွန်တော်နဲ့ကြုံမိသားစုပါနော်ကျွန်တော်ဒီအထူးသဖြင့် summer camp တော့ကျွန်တော်ချိန်ပြီးထားတာပဲဒါလည်းမနေ့ဒီနာမှာပြီးသွားတယ်မနေ့ပြန်လဲနောက်တစ်ချိန်ပြန်စားဆိုတော့ကျွန်တော်ဒီ camp ကလေးတွေအတွက်ဖယားကျွန်တော်နဲ့ကျွန်တော်မျိုးသမီးကကျွန်တော်တို့ကိုခေါ်တယ်လို့ကျွန်တော်ခံစားပါတယ်အဲ့ဒါကျွန်တော်ရဲ့ calling ပေါ့နော်ကျွန်တော်ကတတ်လို့လည်းမဟုတ်ပါဘူးအဲ့ဒါ calling ပဲကျွန်တော်တို့တော့တကယ်ဝမ်းသာတယ်ဆိုတာဒီလိုဘုရားရဲ့ကြီးတော့ကျွန်တော်ခွင့်ရတဲ့အတွက်လည်းအရင်ကိုကျွန်တော်ဘုရားကိုကြီးစုတင်မယ်ဆက်နေတယ်ရတာတော့နောက်ကြတယ်လို့ဆိုတော့ကျွန်တော်နောက်ဆုံးလေးပေါ့နော်ကျွန်တော်မေးချင်တာကကိုကျွန်တော်ရဲ့မြန်မာတိုင်းသားလိုပဲပြောလိုက်တော့ချင်းအားလုံးရဲ့ဒီကျွန်တော် next generation မှာဒီကလေးတွေကိုဖျားနဲ့မဝေးပိုးရတကယ်အားလုံးအများကြီးရှိတဲ့အထက်မှာတကယ်မဖြစ်မနေလုပ်ရမယ်အသိတော်ကလုပ်ရမယ်အရာလေးကိုကျွန်တော်တစ်ချက်တော့ဆက်ပေးပါဦးအဲ့ဒါကြတော့ကျွန်တော် CE ပဲဖြစ်တယ် CE ဆိုတာကျွန်တော်တို့ရဲ့ဒီ Sunday School အတန်းလေးပေါ့နော်အခုကျွန်တော်ဒီ American အတင်းတော်မှာလည်းအတိကတော့ဗာလဲဆိုတော့သူ Sunday School ကိုစားပြီးတယ်ဘာလို့ဆိုတော့မိဘတွေကအမှန်ပြောမယ်ဆိုရင်သူတို့ကလေးတွေကိုပြောတဲ့အတင်းတော်မှာလာကြတယ်နော်ဒါကြောင့်ကျွန်တော်ဒီ church planning မှာလည်းအတိကတင်ပေးတာကြတော့ခင်ဗျားတို့ Sunday School ကောင်းလုပ်ပါနော်အဲ့ဒါပဲကလေးတွေ Sunday School အတွက်အရင်ဒီလုပ်ပါစိုက်ပါနော်အခန်းကြီးကောင်းလုပ်နောက် TV တွေကောင်းလုပ်နောက်ပြီးတော့ဒီ Sunday School ကို quality စီအောင်လုပ်ပါကလေးတွေပြောပြီးစီကလေးတွေပြောပြီးဆိုမိပါတယ်ကွာဒါကြောင့်အခုခေတ်မှာကိုကျွန်တော်အမေရိကအတင်းတော်တွေခဏပြောလိုက်တယ်အမေရိကအတင်းတော်တွေကဘယ်အတင်းတော်တွေကအားကောင်းတယ်ဘယ်အတင်းတော်တွေကတင်းသူတင်းသားတူတက်တယ်လဲဆိုရင် Sunday School ကောင်းစီတယ်လို့ဖြစ်တယ် Sunday School ကိုဦးစားပေးတယ်လို့ဖြစ်တယ်အခုနပြောသလိုလေမိမတွေကဖျားကျွန်တော်ကလေးတွေဖျားကြောင်းတက်ချင်မိပါတယ်ပြောလို့လေသူတို့တက်ချင်တဲ့နေရာတော့မိပါတယ်လို့လိုက်တာပေါ့အဲ့ဒါကြောင့်အဓိကတော့အဲ့ဒီ Sunday School ကိုသူက focus လုပ်ထားတယ်အဲ့ဒါကိုကျွန်တော်တို့မြန်မာပြနေလာတဲ့အတင်းတော်တွေကလည်းအဲ့ဒါကိုကျွန်တော်ရည်ကြည့်တယ်လို့ဒီမိပါတယ်နော်နံပါတ်1ဒီ Sunday School ကကျွန်တော်အနေနဲ့ဆိုရင်ကျွန်တော်ဆိုရင်ဒီ Sunday School ခါလေကျွန်တော် mission field တခုလိုပဲတာတနာကွန်းတခုလိုပဲကျွန်တော်မြင်တယ်ဟုတ်တယ်ကျွန်တော်တို့အတွက်အနည်းကဆုံး mission field နောက်ပြီးတော့ကျွန်တော်တို့အတွက်ဒီလိုပိတ်ဆောင်များမကုန်ပဲနဲ့เนาะတာတနာလုပ်လို့ရတဲ့နေရာပေါ့เนาะဟုတ်ကဲ့နောက်ပြီးတော့အင်္ဂလိပ်စကားမလို့ဘူးเนาะခုစကားခုဘာသာစကားလေးနဲ့တာတနာပြုလုပ်ရတဲ့နေရာလေးဆိုတော့အဲ့ဒီ Sunday School ကကျွန်တော်ဒီ traditional Sunday School class တခုလိုပဲမမြင်ဘဲနဲ့အဲ့ဒါကျွန်တော်တို့ရဲ့ mission field နောက်ပြီးတော့ကျွန်တော်ရဲ့အနာဂတ်ရဲ့အသင်းတော်
ကျွန်တော်ရဲ့အနာဂတ်ရဲ့တင်းတို့တင်းသားတွေနော်အဲ့ဒါကိုကျွန်တော်အနာဂတ်ရဲ့တင်းတို့တင်းသားတွေကိုဝိထုတ်မဲ့နေရဝိတည်ရမှာပြောအဲ့ဒါကြောင့်ဒီ CE ဆိုတဲ့ Sunday School ဟာကျွန်တော်အတင်းတော်အတွက်ဝိတည်ရမှာအရင်အနေဆိုင်ဖို့နာအတွက် investment လုပ်ဖို့ရအကောင်းဆုံးနေရဆိုတာမမိကြဘူးအဲ့ဒါမမိဖို့အရင်ကြီးတယ် ဝမ်းသာတယ် အဲ့လိုမဟုတ်လေရှာကြည့်ပါကျွန်တော် first generation နေနော်ကိုကကျွန်တော် first generation တွေက30 40နော်တရှိနောက်30ဆိုရင်ကျွန်တော်မရှိတော့ဘူးရှိတော့အဲ့ဒီကျွန်တော်နောက်30ဆိုရင်အဲ့ဒီကျွန်တော်ဝယ်နေတဲ့ဖျားเจ้าတွေအနည်း100ခါတော့ပါဆိုတော့ဒီဘုရားကျောင်းတွေမှာဘယ်သူထိုင်ပါလဲဘယ်သူကဘုရားဘုတ်ပြမှာလဲအခုကျွန်တော်မြန်မာပြည်မှာလုံနေတာတနာတွေဘယ်သူကစစ်ပြီးတော့လုံမှာလဲနော်အဲ့လုံမဲ့လူတွေကိုကျွန်တော်ကအခုကလေးအစကျွန်တော်ပြင်ဆင်ရမယ်ပြင်ဆင်ဖို့နေရာအကောင်းဆုံးကတော့ကျွန်တော်စပီးဆက်အောင်အဲ့ဝမ်းသာတယ်ဆရာဝမ်းသာတယ်ခဲ့ဒီနေ့ကျွန်တော်တို့2ရက်တွင်းမှာဘောနော်ဆရာက2နာရီပဲ1ရက်ကို2နာရီကလေးတွေကိုတင်ပြတဲ့အချိန်မှာကျွန်တော်ဝါဘောနော်တကယ်ပဲဒါရလို့ဆောင်မှုကိုမြင်နေဆိုရှာနေလေတွေ့ရတော့ဝါတာတော့လေကျွန်တော်တို့ဆက်ပြီးတော့လေတွေ့ချင်သေးတယ်နော်ဟုတ်ပြီဘုရားကပြင်ဆင်တော့လေကျွန်တော်တို့ဆက်ပြီးတော့လက်တွေ့ကိုလေကျွန်တော်ရှာဖို့ခေါ်ပြီးချင်ပါတယ်တော့ပြရှာတော့အတင်းတော့ကျွန်တော်တစ်ချက်လောက်comment ပြလိုက်ဦးမယ်နော်တုံးတက်တာပေါ့နော်ဆိုတော့အတင်းတော့တော်တော်များများကျွန်တော်ရောက်ပါပြီနော်တချို့အတင်းတော့ဒီ Sunday School ကလေးကိုတိတ်ပြီးတော့မူစားပြီးတဲ့အတင်းတော့လည်းရှိတယ်နော်ကျွန်တော်ကတော့အဲ့အတင်းတော်ဟာเนาะဒီလိုအင်းလိုပြောမယ်ဆိုရင် healthy church လို့ပြောတာမှာเนาะဒီလို weight gain ကြီးရမှာလည်းကျမ်းမှာတော့အတင်းတော်ကျွန်တော်ကဘယ်လိုတိုက်တာလဲဆိုတချို့ကတော့ဒီเนาะဒီအတင်းတော်အမျိုးပေါ့เนาะဒါပေမဲ့ကျွန်တော် Christian educator တယောက်အနေနဲ့ကျွန်တော်ရဲ့တုံးတဲ့ပြီးတာပေါ့เนาะအဲ့ဒါကျွန်တော်ကတော့သူတို့ Sunday School ဟာဘယ်လောက်ထိเนาะသူတို့ကဦးစားပြီးတယ်နော်အထူးတပြပါစတာအဲ့ဒါကိုသဘောပေါက်ပြီးတော့ဘယ်လောက်ထိသူကဒီ Christian education Sunday School ရဲ့အရေးကြီးပုံနော်အရေးကြီးတဲ့အကြောင်းကိုသဘောပေါက်တယ်လေဘယ်လောက်ထိသူဥစားပေးတယ်တဲ့ပုံမှန်မှုဒီလေတော့ the future of the church အဲ့ဒီအတင်းတော်ရဲ့အနာဂတ်ဟာဒီဒီ NDC ကလေးပုံမှန်မှုဒီဆိုတော့ဆရာဒီအတင်းတော့မညကျွန်တော်ပြောတယ်အဲ့လိုအကြီးကြီးတော့မဟုတ်ပြီမင်းလေတကယ် healthy church ဆိုတာကျွန်တော်ပြောနေတာဆရာအဲ့ဒီ weight နဲ့ message နဲ့ကြီးတဲ့အခါအဲ့ဒါကိုတော့ပေါ့နော်အဲ့ဒီတဘောပေါ်လို့ဆရာဒီလိုမျိုးလာတဲ့အခါမှာကျူဆူပြီးတော့အဲ့လိုကလေးတွေအကုန်လုံးဝတ်တဲ့အခါပြင်ဆင်ပြတာကိုလေအဲ့ဒါလည်းဆရာအဲ့ဒါကိုတဘောပေါ့အဲ့ဒီအဲ့ဒါတဘောမပို့တဲ့ဒီတော့ရှိတယ်နော်ဒါပေမဲ့ဆရာအဲ့ဒီတဘောပို့တော့ဆရာတို့တင်းတော့ဒီအနာဂတ်အတွက်နော်အားလာမျိုးရှိတယ်ခုနကျွန်တော်ဒီနေ့ကလေးဆိုအယောက်20ကျော်လေအဲ့အယောက်20ကျော်တာဆရာမနေ့ကဟိုတခါကျွန်တော်တရားဟောတယ်လေ do not underestimate နော်အဲ့ဒီအယောက်20ကျော်သူတို့ကလေးလေးပဲဆိုပြီးတော့ short မတော်တဲ့အတင်းမသေးနဲ့ဒါတွေကနောက်9နှစ်ဆို6နှစ်ဆိုရွတ်ပြသွားပြီနော်ဒါကြောင့်အဲ့ဒါတွေကကျွန်တော်တို့ကောင်းလေးပတ်ဖို့ဒီလူတွေကဘုရားကျောင်းတာမလာရင် in 5 years from now နော်ဘုရားကျောင်းသားမလို့ရင်ကျွန်တော်တို့အခုအမေရိကန်နေဘုရားကျောင်းလို့ဖြစ်နိုင်တယ်နော်အခုဒီရဲ့ဒီ second generation တော့သူတို့လည်းကျွန်တော်တို့မြန်မာပြည်သူတို့ပြနေနော်ဒီလိုပြောင်းရွှေ့လာတဲ့အခါမှာသူတို့ first generation သူတို့မိဘတွေရဲ့သူတို့ generation မှာတော့ဘုရားကျောင်းပြကြတာဆက်ဖို့တဘူးလည်းကောင်းတဲ့ mission နဲ့တော်တော်လုံးနေတယ်သူတို့ second generation မှာကျတော့ဘုရားကျောင်းမရောက်တဲ့အခါမှာသူတို့ကအခုလည်းအမေရိကန်လိုပိတ်တော့ဘုရားကျောင်းပိတ်တာအများကြီးရှိပြီးဘုရားကျောင်းနော်အဲ့လိုလိုမျိုးပဲဖြစ်ဖို့ကျွန်တော်တို့မြန်မာပြည်ကနေလာတဲ့ဒီအတင်းတော်တွေနော်ကျွန်တော်တို့လည်းသူတို့ရဲ့အမှားတွေတည်ညွတ်တော့နော်ဥစားရေးဥစားမှုဒါကြောင့်ဆရာတို့အတင်းတော်ဒီကလေးကိုဥစားပြီးတယ်နောက်ပြီးတော့အတင်းတော်အခုမှကလေးတွေတို့လိုတဲ့ဟာတော့ပါဒီနေ့ကျွန်တော်ရဲ့ဒီနေ့ဆိုရရှိပြီးတယ်လေအဓိကအဆောင်နော် system တွေဒီကလေးတွေတို့ရန်လိုတဲ့ web ပေါ်ဒီရှိတဲ့ TV လေးတွေရှိတော့လေအရာအဆင်ပြေတယ်အဲ့ဒါဆရာအဲ့ဒါကိုတော့ပေါက်ပြီးတော့လေဒီ Sunday School ဘယ်လောက်ထိဆရာဦးစားပြီးတယ်ဆိုတာကိုလည်းကျွန်တော်တုံ့တက်လို့ရတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဒါဆိုတော့ဒီနေ့အားလုံးကိုလည်းကျေးဇူးတင်တယ်ဒီနေ့ဆရာကဟုတ်တယ်ဆရာကကလေးတွေအတွက်ချင်းမဆိုတာတင်ပြလို့ဆရာဖြစ်တယ်လို့ချင်း